အားလုံးပဲမင်္ဂလာဗျ Mystery 5မြန်မာငါနဲ့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ကျွန်တော်ပြောပြမယ့်မှုခင်းလေးကတော့2023အမေရိကန်နိုင်ငံမှာဖြစ်ခဲ့တဲ့အသက်14နှစ်အရွယ်ကလေးမလေးကအသက်19နှစ်ဖြစ်တဲ့သူ့မရင်းကိုတက်ခဲ့တဲ့မှုခင်းလေးပဲဖြစ်ပါတယ်ဒီ intro လေးပြီးရင်စလိုက်ကြရအောင်Claire Miller ဟာအသက်14နှစ်အရွယ်အကြောင်းသူတစ်ယောက်ဖြစ်ပြီးသူ့မိဘများနဲ့အသက်19နှစ်အရွယ်ခလင်လို့ခေါ်တဲ့ခန္ဓာကိုယ်မတန်ဆွမ်းတဲ့သူ့အမနဲ့အတူအမေရိကန်နိုင်ငံရဲ့ Pennsylvania မြို့မှာနေထိုင်ပါတယ်။ Claire ကသူ့ရဲ့မိဘတွေကိုဂရုစိုက်ပြီးခလင်ကိုလည်းဂရုစိုက်ကြည့်သူတစ်ယောက်ဖြစ်ပါတယ်။သူ့ရဲ့မိဘတွေနဲ့အမဖြစ်သူခလင်ကလည်းသူ့ကိုရမ်းချကြပါတယ်။ Claire မှာ TikTok အကောင့်လည်းတစ်ခုရှိပြီးသူ့တစ်ယောက်တည်းမဟုတ်ရင်မိသားစုဝင်တွေနဲ့ TikTok ဆော့ပြီးတင်လေးရှိပါတယ်။ Claire ရဲ့မိသားစုဟာအားလုံးအဆင်ပြေပြီးချစ်ခင်စွာနေထိုင်တဲ့မိသားစုတစ်ခုပဲဖြစ်ပါတယ်။ ဖေဖော်ဝါရီလ21ရက်2023ခုနှစ်ညမှာမိဘတွေအိတ်နေချိန် Claire ဟာခလင်ရဲ့ခန်းထဲကိုသွားပြီးခလင်ရဲ့မျက်နှာကိုခေါင်းနဲ့အုပ်ပြီးဓာတ်တစ်ချောင်းနဲ့ခလင်ရဲ့မျက်နှာလဲပင်နဲ့ခန္ဓာကိုယ်ကိုအချက်ပေါင်းများစွာထိုးပြီးသူ့ကိုတပ်ဖြတ်ခဲ့ပါတယ်။လေရာသူလုပ်ခဲ့တဲ့ပြစ်မှုအလုံးကိုဗီဒီယိုရိုက်ထားပြီး TikTok မှာလည်းတင်ခဲ့ပါတယ်။ဒါပေမဲ့ TikTok ရဲ့စီမင်းစည်းကမ်းနဲ့မကိုက်ညီတဲ့အတွက်ကြောင့်မကြခင်မှာပဲဗီဒီယိုကိုပယ်ဖြတ်ခံလာရပါတယ်။ခလင်ကအရင်တည်းကခန္ဓာကိုယ်မတန်ဆွမ်းသူတယောက်ဖြစ်ပြီးအဲဒီည Claire လှုပ်ချန်နေခြင်းခံစားရတဲ့နာကျင်မှုဟာတာမန်လူအနေနဲ့မတွေးရဲစရာနဲ့အလွန်ကိုတနာစရာကောင်းလာပါတယ်။ညတနာရီခန့်မှာ Pennsylvania ရဲ့ရဲဌာနကိုဖုန်းတကောဝင်လာခဲ့ပါတယ်။ဖုန်းရဲ့တစ်ဖက်မှာတော့ Claire ပဲဖြစ်နေပြီးသူမကသူမရဲ့အမကိုတတ်ခဲ့ကြောင်းကိုရဲတွေကိုပြောခဲ့ပါတယ်။ရဲတွေကအဲ့ဒါကိုကြားပြီးအမြန်ဆုံးမေလာမီတာစုအိမ်ကိုသွားခဲ့ပါတယ်။ရဲတွေအိမ်ကိုရောက်တော့ Claire ကသူ့ရဲ့လက်ပေါ်ကသွေးတွေကိုရေခဲပေါ်မှာတုံးနေတာကိုတွေးခဲ့ပါတယ်။ရဲတွေကအပေါ်တဲ့ဟဲလင်ရဲ့အခန်းကိုသွားကြည့်တော့ဟဲလင်ရဲ့အလောင်းကိုသူ့ရဲ့အိယာပေါ်မှာတွေ့ခဲ့ပါတယ်။ခန်းထဲမှာသက်သေထောက်ထားနေတဲ့ဓာတ်တစ်ချောင်းကိုလည်းတွေ့ခဲ့ပါတယ်။ Claire ရဲ့ဖုန်းထဲမှာလည်းသူကိုယ်ရိုက်ထားတဲ့ဗီဒီယိုကိုတွေ့ခဲ့ပါတယ်။ရဲကားတွေနဲ့လူနာတင်ကားတွေအတန်းကြောင့်မိဘတွေလည်းနိုးလာခဲ့ပါတယ်။သူတို့နိုးပြီးမြင်ရတဲ့မြင်ကွင်းမှာတော့သမီးတအူးကတေးပြီးသမီးတအူးကအပန်းခံရတဲ့မြေကွင်းပဲဖြစ်ပါတယ်။တညထဲမှာပဲအလွန်ပျော်ရွှင်လှပတဲ့မိသားစုတစ်ခုလုံးပျက်စီးသွားခဲ့ရပါတယ်။ရဲတွေက Claire ကိုဖမ်းပြီးစုံစမ်းစစ်ဆေးတဲ့အခါမှာတော့Claire ဟာသူမဟာ Michael Meyer လို့ဖြစ်ချင်တာလို့ပြောခဲ့ပါတယ်။ Michael Meyer ဆိုတာ Halloween ဆိုတဲ့ဇာတ်ကားတဲ့သူ့အမကိုတတ်တဲ့လူသက်သမားဇာတ်ကောင်တစ်ယောက်ပဲဖြစ်ပါတယ်။ Claire ကသူမလှုပ်ခဲ့တာကိုဝန်ခံခဲ့တော့လဲရဲတွေမှာဘာကြောင့်လို့လဲဆိုတာကိုမသိခဲ့ပါဘူး။တချို့တွေရဲ့အထင်ကတော့ Claire ဟာလူတွေကသူမအမကိုပို့ပြီးဂရုစိုက်ချစ်ခင်ကြတဲ့အတွက်ကြောင့်မနာလိုပြီးလှုပ်ခဲ့ရတယ်လို့ယူဆကြပါတယ်။တချို့တွေကလည်းသူမဒီလိုလှုပ်ရတဲ့အကြောင်းရင်းကသူစောတဲ့ဗီဒီယိုDanganronpa ကြောင့်လို့ပြောပါတယ်။ Danganronpa ဆိုတဲ့ဂိမ်းက18နှစ်အထက်ကလေးတွေတွေ့ဖြစ်ပြီးအဲ့ဒီဂိမ်းထဲမှာတော့အကျန်းဖတ်တဘာဝနဲ့အပြစ်မဲ့လူတွေကိုတက်ရတဲ့အခန်းတွေလည်းပါပါတယ်။အဲ့ဒီအထောက်အထားတွေနဲ့ Claire Miller ရဲ့အမှုကအလွန်ကိုပြင်းထန်တဲ့အမှုအဖြစ်တရားရုံးကဆောင်ရွက်ခဲ့ပါတယ်။သူမဟာအသက်14နှစ်တိုင်ရှိပေမဲ့ကျူးလွန်တဲ့အမှုဟာအလွန်မင်းကြမ်းတမ်းလာတဲ့အတွက်ကြောင့်ကလေးတယောက်လိုမယူဆပဲလူကြီးတယောက်အနေနဲ့တရားစီရင်မှုကိုလှုပ်ဆောင်ခဲ့ပါတယ်။သူမရဲ့ရှင်းနေကသူမဟာစိတ်ယောဂနဲ့ဖိစီးနေပြီးမတော်တဆမှုကြောင့်ဖြစ်ပွားတဲ့အပြုမှုလို့ပြောခဲ့ပေမဲ့တရားရုံးကတော့သူမရဲ့အပြုမှုတွေဟာအပြီးအပြတ်တည်းရှိပြီးတမင်တကာစိတ်ယောကိုပါလုပ်ခဲ့တယ်လို့အသိခံခဲ့ပါတယ်။ဖေဖော်ဝါရီလ23ရက်နေ့2024မှာတော့တရားရုံးက Claire Miller ကိုထောင်ဒဏ်နှစ်40ကိုချမှတ်ခဲ့ပါတယ်။ Claire ရဲ့မိဘတွေကသူမသမီးကိုတနာညတာမှုနဲ့ထောင်ဒဏ်ကိုလျှော့ပေးဖို့ပြောခဲ့တော်လဲတရားရုံးကလူမှုအတိုင်းဝိုင်းအတွက်အနေရအဖြစ်သတ်မှတ်ကဖြစ်တဲ့ကိုမလျှော့ခဲ့ပါဘူး။ဒီညထဲမှာပဲမီလာမီတာစုတစ်ခုလုံးပြုတ်ခွဲသွားခဲ့ရပါတယ်။သမီးတယောက်ဟာတည်ဆုံသွားပြီးသမီးတယောက်ဟာပန်းခံလိုက်ရတဲ့ဒီညဟာမီလာမီတာစုကဘယ်တော့မှမေ့နိုင်မှာမဟုတ်တော့ပါဘူး။ဒီအမှုဟာတကယ်နာကျင်စရာဖြစ်ပေမဲ့လူစိတ်ရဲ့အမှန်တရားကိုပြသတဲ့အမှုတစ်ခုပါပဲ။ချစ်ချင်းနဲ့မနာလို့ရှင်းကြားမှာတဦးရဲ့ကဘလောက်ထိပြုတ်ခွဲနိုင်တယ်လဲဆိုတာဒီအမှုကတက်တည်ပြခဲ့ပါတယ်။ပြည့်တဲ့တို့ဘလို့ထင်ကြလဲ comment မှာပြောခဲ့ကြပါအောင်ဗျ။နောက်ထပ်လာမယ့်ဗီဒီယိုတွေအတွက်လည်း channel လေးကို subscribe လေးလုပ်ထားပေးပါအောင်ဗျ။ကျေးဇူးတင်ပါတယ်ဗျ။